ကောလေဘိုင်းငင်းနေဒီမှာမေးတာများနေငင်းနေရမဟုတ်ဘူးပြကျွန်တော်ဥပုပ်လာပြီးတော့ဒီမှာဒီကလေးဆွေးနေတာနေကူထဲမှာလည်းမီးထိုးပြီးရှာနေတော့လည်းဗာမြင်ရမှာလေအော်ကျွန်တော်ကားကြည့်ခမီးမြင်ရတာတွေအများကြီးရှိရယ် brother သိချင်တယ်ဆိုလာခဲ့ကျွန်တော်တေချာပြပြင်ဘာလို့ဂျားတွေက sport တွေချိတ်တွေကကြတော့ဒီဓမီနဲ့ဆိုပိုပြီးတဲကိုပဲမြင်ရတယ်ပိုပြီးရှင်းလင်းတယ်ဟောနော်ဘရိုလည်း Nissan ချုပ်ကိုလည်း AC လေးစီးမယ်ဆိုအဆင်ပြေနိုင်လားပြားလေအဲ့ဒါရှိနိုင်လားတော့Nissan ချုပ်က AC စီးမယ်ဆိုအဆင်ပြေနိုင်လားတော့ပြေနိုင်တယ် SUV type ဖြစ်တဲ့ပုံမှာ highway on AC လေးရောပိုတွဲသုံးမယ်ဆိုပိုကောင်းတယ်ဟောနော်AC ပဲစီးမယ်ဆိုလည်းရတယ်ဒါပေမဲ့စီးကားလုံးကြတော့ AC တော့စီးတဲ့ဆိုရင်တော့ကျွန်တော်ဒီလို 1.3 တို့ 1.5 တို့ရွေးချယ်တာပိုကောင်းတယ်တိုက်စီလဲဆွဲမယ်လူငယ်ဆန်ဆန်လဲစီးလို့ရမယ်ကဘာကားလေးရှိမလဲဗျာဆိုတော့ Pro ပေါက်တွေပါတယ်လို့လဲလူငယ်ဆန်ဆန်5မိစီးလို့ရတယ်နွားကြီးတွေလည်း5မိစီးလို့ရတယ်ဒါပေမဲ့ပါဆိုတွေပါတယ်ဆိုလဲ Azor တွေတက်ပြီးစီးကြတယ်တချို့ကြောင့် Vid တွေပါတယ်လို့လဲအဲ့လို Azor တွေတက်ပြီးတော့တေချာစီးကြတယ်ဒါပေမဲ့ရဲတော့ချောင်းမောင်းရမယ်ပေါ့နော် Better တိုက်စီးလေးလာအဲ့လိုမျိုးကိုစက်ကတ်တွေပါတယ်တက်ပြီးတော့လူငယ်ဆန်ဆန်စီးကြတယ်အဲ့လိုမျိုးပေါ့ဈေးတွေကတော့900တပတ်လေလေးသုံးရမယ်450တပတ်လေသုံးရမယ်ရန်ကုန်လိုက်စင်နေဆိုရင်ပေါ့နော် Audi A3 လည်း2013ကလည်းပြန်ရောင်းရင်မြက်လာတယ်2013ပြန်ရောင်းမြက်လာဆိုကားကောင်းတယ်ဝယ်ထားတဲ့ဈေးတန်တယ်ဆိုဘယ်လိုပဲချင်းရောင်းမြက်မှာပါနီးနက်ကိုဝယ်ပြီးပြန်နီးလို့ရလားလေပြန်တော့နီးလို့မရတော့သူကတစ်ခါနီးတစ်ခါနဲ့ပဲရမယ်အနီးတဲ့ဆိုင်နီးနက်ကဈေးလက်ပို့ဈေးပို့များတယ်အဲ့ဒါယူဝယ်ပြီးပြန်နီးဖို့ဆိုတာယူမစက်နဲ့တော့အနီးကိုပဲဝယ်လိုက်တော့အဲ့ဒါပိုကောင်းတယ်နော်အကိုကြီးလည်းနဲလိုက်ရှင်ကိုရန်ကုန်လိုက်ရှင်ဘယ်လိုပြောင်းရမလဲလို့မေးထားတာပြောင်းလို့လုံးဝမရအောင်ရန်ကုန်နယ်ပြောင်းလို့ရတယ်နယ်ကနေရန်ကုန်ပြန်ပြောင်းလို့လုံးဝမရဘူးအရင်ကတော့ရတယ်ဗျာအခုလုံးဝပိတ်လိုက်တာတော်တော်ကြာပြီရန်ကုန်လိုက်ရှင်လုံးဝပြောင်းလို့မရတော့ဘူးနော်အကိုကြီးလည်း Toyota RAV4 2003ကိုလည်းဖုန်းနဲ့Bluetooth ချိတ်ပြီးဖွင့်လို့ရအောင်လေဘယ်လိုလုပ်လို့ရမလဲဗျာလေအဲ့ဒါကြောင့်ဗျာ Japan Original TV ဆိုရင်တချို့ TV တွေမှာတော့ပါလာတတ်တာရှိတယ်တချို့တော်တော်များများတော့မပါဘူးတချို့ Japan Original မှာပါလာရင်လည်းတချင်းဖွင့်လို့မရဘူးဗျာဖုန်းပဲပြောလို့ရတဲ့ Bluetooth တွေပါတတ်တယ်အဲ့တော့ဘာလို့ရလဲဆိုတော့ကျွန်တော်ဒီ audio ဆိုင်တွေမှာBluetooth ကြီးပဲတည်တံ့ပြန်ဆိုင်လို့ရတယ်အဲ့ဒါမျိုးပြန်ဆိုင်ရင်ဆိုင်မဆိုင်ဘူးဆိုတချို့ကြောင့် Android ဒီတရုတ်တို့ဂျိုးရီးယားတို့လာတဲ့ Android တွေ iPad တွေအဲ့ဒါတွေချိန်လိုက်ကြတယ်အဲ့လိုမျိုးချိန်ရင်တော့ရပါလေအကိုရေးလဲ Wish 1003ဆိုအမြည်ဖောက်ချင်ဘယ်လောက်ကြမလဲဗျာလေ Wish 1003ရဲ့ဒီအခွန်ရုံးမှာဘယ်လောက်စီးကျက်လဲဆိုတော့အရင်သွားကြည့်ရမှာဟိုကျွန်တော်ထင်တယ်900တစ်ပတ်လေလောက်တော့စီးကျက်လိမ့်မယ်ထင်တယ်အဲ့ဘယ်လောက်ပဲစီးကျက်ပေါ့နော်100ကို300ခိုင်တော့300စီးကျက်ရင်3သိန်းဆောင်ရမယ်200ဆိုရင်6သိန်း900ဆိုရင်15သိန်းဆောင်ရမယ်မိတ်ဆွေရဟောနော်အဲ့လိုမျိုးသူတတ်မှတ်တဲ့ရာခိုင်နှုန်းရဲ့300ခိုင်နှုန်း 3% အခွန်ဆောင်ရမယ်အဲ့လိုအခွန်ဆောင်မယ်အခွန်ဆောင်ပြီးဘယ်မှာငွေသွင်းမယ်သွင်းမှုရင်အခွန်ရုံးမှာပဲပြန်ပြီးအခွန်စိမ်းထုတ်မယ်အဲ့အခွန်စိမ်းကိုယူလာပြီးဘာလုပ်ရမလဲဆိုတော့မှတ်ပုံနေမူရင်တကောင်စင်းမူရင်စာအုပ်ကားစာအုပ်အားလုံး file တွဲလိုက်သွားပြီးတော့သက်ဆိုင်ရာကိုင်းနာရုံးမှာနာမည်ပေါက်လို့ရSoiz ကလည်း engine က Japan engine Mitsubishi နဲ့လေကိုရီးယားကားလားတရုတ်ကားလားသူ့ရဲ့ brand Soiz brand ကတရုတ်နိုင်ငံအခြေစိုက်ပါဗောနော်တရုတ်အခြေစိုက်သူရဲ့ collaboration လုပ်ထားတာ engine ရဲ့ collaboration Mitsubishi နဲ့ collaboration လုပ်ထားတာအကိုလည်း R-Mine နဲ့လည်းစမ်းပါဘယ်ဟာပိုကောင်းလဲဘယ်ဟာပိုကောင်းလဲလေဘယ်ဟာလူကြိုက်များလဲလေကျွန်တော်မေးရင်တော့ကျွန်တော်တော့ Subaru ပိုကြိုက်တယ် Subaru ကတော့ဗျာဂျပန်ကားဖြစ်တယ်နောက်ပြီးတော့အသုံးပြုရတာကြတော့ဗျာနည်းနည်းပေါ့ပေါ့ပါပါပိုဖြစ်တယ်เนาะ aircon ပါတယ်တောင်ပေါ်မြေပြန့်အသုံးပြုအရန်ကောင်းတယ်အဲ့ဒါကျွန်တော်ကြိုက်တယ် R-Mine နဲ့ကိုလည်းမကြိုက်ဘူးပေါ့ R-Mine နဲ့ကကြတော့ Georgia Grade ဆိုလုံးဝမကြိုက် R-Mine နဲ့ကို aircon တွေပြန်ဆင်ထားတာရှိတယ်အဲ့ဒါမျိုးဆိုရင်တော့ကျွန်တော်ကြိုက်တယ်ဒါပေမဲ့အဲ့နှစ်ခုထဲမှာတော့လူကြိုက်ပုံများတော့ Subaru ကလူကြိုက်ပုံများတယ်လူသုံးပုံများတယ်ဘာလို့ဆိုတော့သူ့ model ကြီးကမှကျတော့ရုပ်ပြောင်းနေရောပုံစံအပြောင်းနေအများဆုံး Subaru မှာထွက်တာဒီ R-Mine နဲ့မှာကျတော့သူ့ model အလိုက်လေးပဲသူကဟိုကီလိုနဲ့နံပါတ်တန်းလေးပဲကွာသွားတာတိတ်ဘာမှ changes မဖြစ်ဘူး Zoo ကလည်းအပိုပစ္စည်းပေါ်လာရှာတဲ့ Zoo ကအပိုပစ္စည်းပေါ်လာဆိုအပိုပစ္စည်းတော့ပေါ်တယ်ဒါပေမဲ့ဈေးကြီး Zoo ကားတွေဘယ်ကားမှဆိုပေါ့ engine wine တွေနောက်တခြားပစ္စည်းဆိုဈေးနည်းနည်းကြီးအကောင်းပေါ့ဗျာနည်းနည်းကောင်းမှထည့်လို့ရတယ်ဗျာပြီးပါအဲ့တော့ကျွန်တော်ဒီရက်တွေရတော့ဗျာကျွန်တော်ဥပုပ်လေးလည်းခံနေတယ်နောက်လျှောက်လဲကျွန်တော်ဝေလေးပြူရတယ်ဥပုပ်လည်းဆောက်ရတယ်နောက်စီဝိုင်းလည်းလုပ်ရတယ်အဲ့ဒီအားတွေနဲ့ပုံမှာကျွန်တော်လည်းလုံးလဲချလဲလိုက်နေတော့ကျွန်တော်ဗီဒီယိုတွေတင်တာနည်းနည်းနောက်ကျသွားတာအဓိကတော့ဒီ comment reply တွေပေါ့နော်သိလို့ရမေးတွေကိုကျွန်တော်နည်းနည်းနောက်ကျသွားတာရှိရင်အနည်းညွန့်တောင်းမှန်တယ်မိတ်ဆွေအနေနဲ့ကားနဲ့ပတ်သက်ပြီးတော့သိလို့ရမေးလို့ရမြန်းလို့ရမြောက်လဲအောင်လေးသတိရပြီပါ A for only B for balance